Hello ဒေါက်တာ Grace Aesthetic Clinic မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒေါက်တာကဒီ Hair PRP treatment ယူမဲ့ client နဲ့အရင်ဆွေးနွေးနေတာဖြစ်ပါတယ်ပြီးလို့ရှင်တော့ဒီ Hair PRP treatment လုပ်တာလေးကိုလိုက်ကြည့်ပေးကြပါအောင်เนาะဒီက Hair PRP treatment ကလေဥယျာဉ်ပြားပြဿနာတွေကိုတော်တော်ဖြေရှင်းပေးနိုင်တယ်။သပင်ကျွတ်တာသပင်ပါတာနောက်တစ်ခုကကြဒီဥယျာဉ်ပြားကိုပြန်ပြီးတော့မှ healthy ဖြစ်စေရပေါ့နော်။သပင်ကျွတ်တာသပင်ပါတာလေးတက်တာပြီးတော့စံသားနုလေးပြန်ထွက်စေတဲ့ treatment ဖြစ်ပါတယ်။ဒီ Hair PRP treatment ကိုဒေါက်တာတို့ hair အဆိုဆုံး treatment နဲ့လည်းပေါင်းပြီးတော့လုပ်နိုင်ပါတယ်။ဒီ promotion လေးရှိတဲ့အတွက်ကြောင့်မလို့page မှာအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ဒေါက်တာ Grace Aesthetic Clinic ရဲ့ဒီ booking phone number ပေါ့နော်3993399459ကိုဆက်သွယ်ပြီးတော့အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ဒေါက်တာတို့ဒီ April အကျိုး promotion လေးလည်းရှိတဲ့အတွက်ကြောင့်မလို့တရက်ကြိုတင် booking တင်ပြီးတော့စီကံကိုလာရောက်ပြီးတော့ဒေါက်တာနဲ့တိုင်ပင်ဆွေးနွေးလို့ရပါတယ်နော်။စေကလိပ်စာလေးရတော့ဒီရွှေမိုးကောင်းကွန်ဒိုအောင်စီရလန်ရန်ကင်းပေါ့နော်အဓိကရေဒီယိုဘားနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ D8 ရှိတဲ့တိုက်ပေါ့နော်မျက်နှာချင်းဆိုင်မှာရှိတဲ့ဒီ D8 hair salon ရှိတဲ့တိုက်မှာပဲဖြစ်ပါရဲ့ရှင်စေကန်းကိုလာမယ်ဆိုရင်တော့တရက်ကြိုတင်ပို့ခဲ့တင်ပေးဖို့လိုပါမယ်နော်